ဈေးသက်သာပြီးစားလို့ကောင်းတဲ့ပေါင်မုံလေးတွေကိုဘယ်လိုလုပ်လဲအခုလိုကာလမှာပေါင်မုံတွေကိုအများကြီးထုတ်ပြီးတော့မှရောင်းတာအရန်ကိုစုံစမ်းလို့ရကြပါတယ်ဒါပေမဲ့ကျမတို့ရဲ့အိုလာဘက်ကီဒီမှာဆိုလို့ရှိရင်ပေါင်မုံအဆိုကြီးပဲအမျိုးပေါင်း40နီးပါးနဲ့မုံ6ထေကြီးပဲအမျိုးပေါင်း30နီးပါးကိုအခုထိရောင်းချပေးနေပါတယ်။ပေါင်မုံအဆိုအမျိုး40ကိုနေတန်းရောင်းရတယ်ဆိုတာဖြစ်နိုင်လားဆိုတဲ့အဖြေကိုတော့နောက်မှကြည့်ကြည့်လိုက်ပါနော်။အခုဗီဒီယိုထဲမှာပါတဲ့မုံလေးတွေကတော့ကျမအသိထုတ်ထားတဲ့မီနူးတစ်လေးပါ။ပေါင်မုံကောင်းကောင်းတစ်ခုဖုတ်တက်ဖို့ဆိုတာကတော့မုံလို့တဲ့ုံနဲ့လည်းမရပါဘူးရှင်။အဲ့ဒီမုံပေါ်မှာကိုယ့်ရဲ့စိတ်ရှိနိုင်စွမ်းနဲ့ကိုယ့်ရဲ့တိခတ်နိုင်စွမ်းနဲ့ဒီမုံပေါ်မှာကိုကဘယ်လောက်ချစ်လဲဆိုတဲ့စိတ်ဆန္ဒတွေပါပါတယ်။အာဘန်နဲ့ထွက်လာတဲ့မုံတွေကြည့်ပြီးတော့မှရှင်တို့ဆက်ခရင်မှာဒါမှမုံဖုတ်တဲ့အနံ့တွေရနေပြီမဟုတ်လား။တာရှိခံစိတ်တွေမပါဘူးစိုးစိတ်တွေမပါဘူး။မုံသားနုညံ့တဲ့စိတ်တွေလည်းမတုံဘူး။ရွှေဝါရောင်တန်းပြီးတော့မှဝါခွန်းလေးလိုအိဆက်နေတာမျိုးကတော့ပေါင်မုံအစ်စ်ပါပဲပေးရတဲ့ဈေးနဲ့ရလာတဲ့ quality ကအရန်တန်နေဆိုတာဒါမျိုးကိုပြောတာရှင်မုံတစ်ခုဝယ်မယ်ဆိုလို့ရှိရင်အမြင်နဲ့အရင်ဆုံးဖြတ်တာဆိုရင်တော့ဒါလေးဝယ်ကြည့်ပြီးဝယ်လိုက်တော့နော်ပဲနီပေါင်မုံနဲ့ကြစ်ဆန်မီစကြားပေါင်မုံမှာဆိုလို့ရှိရင်ရှင်တို့ဘယ်ဟာကိုကြိုက်လဲကျမတော့အကုန်လုံးကိုကြိုက်တယ်ကျမကပေါင်မုံလာတာဆိုတော့လေအိုလာဘက်ကီရဲ့မုံလေးတွေကိုအားပေးခြင်းနဲ့ဆိုလို့ရှိရင်တော့ဖူပန်နာ grab food အဲ့ရနေလဲမှာလို့ရပါတယ်ရှင်အဆိုင်မှာလာပြီးအားပေးခြင်းနဲ့ဆိုရင်လည်းရပါတယ်နော်ဖူပန်နာနဲ့ grab food ကမမချင်းဘူးဆိုရင်လည်းအိမ်အရောက် delivery လည်းအပ်ပေးပါတယ်ရှင်ပဲမဲယိုပေါင်မုံပဲလီပေါင်မုံချစ်ဆန်ပြီးစကြားပေါင်မုံမှာဆိုလို့ရှိရင်ရှင်တို့အနေနဲ့ဘာကိုကြိုက်ဆုံးဖြစ်မလဲကွန်မန့်မှာပြောခဲ့ပေးကြပါဦးနော်